ခန်းချင်းလေးထဲမှာအတူတူစုနေကြရတဲ့ကောင်လေး9ယောက်ဒီဝါလီခန်းတော့ entertainment ကကောင်လေး9ယောက်ဒီကောင်လေး9ယောက်ကအခုလက်ရှိကမ္ဘာပေါ်မှာအောင်မြင်ဆုံး K-pop အဖွဲ့တစ်ခုဖြစ်လာဆိုရင်ယုံကြမှာလား Okay အားလုံးမင်္ဂလာပါ K-pop Society ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Ricardo Access ပဲဖြစ်ပါတယ်ဆိုတော့ intro ကိုကြည့်ရတဲ့ဒီနေ့ကျွန်တော်ဘဒုအကြောင်းပြောမလဲဆိုတာသိတာနေပါပြီဟုတ်ပါတယ်ဒီနေ့ပြောမှာကတော့ BTS တစ်ဖြစ်လဲ Banda ဆိုနေတော့အကြောင်းဖြစ်ပါတယ်တကယ်လို့ကိုက BTS ကိုမုန်းနေလို့တယောက်ဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်စီချင်ပါတယ်။ဘာလို့လဲဆိုရင်တော့ BTS ဆိုရဲ့အမည်နာမတစ်ခုလွယ်လွယ်ဖြစ်မလာဘူးဆိုတာသိစီချင်လို့ပါ။ဒီဗီဒီယိုလေးပြီးသွားရင်တော့ BTS ကိုမကြိုက်သေးရင်တော့မုန်းလောက်တော့ဘူးလို့ကျွန်တော်ထင်မြင်မိပါတယ်။မဟုတ်ဘူးငါတို့ကဘလို့နေ BTS ဖြစ်နေလို့ကိုမုန်းတာဆိုရင်သဘောပါပဲ။ဒီဗီဒီယိုလေးကြော်သွားဖို့အကျဉ်းပြုချင်ပါတယ်။ Okay ဆိုတော့ပြောတာတွေလည်းများသွားပြီဆိုတော့ကျွန်တော်လည်းအတူတူ BTS ရဲ့အောင်မြင်မှုခရီးလမ်းကိုတူတူခန်းစားကြည့်လိုက်အောင်ဗျာ။အခုလိုကဘာကျော်ကွင်းလုံးပြဖြော်ပြပွဲတွေမလုပ်နိုင်ခင်တော့ BTS က Big Entertainment ဆိုတဲ့ဒီဝါဒီခန်းလူညီပါဖြစ်နေတဲ့ entertainment အသေးစားလေးကနေပြီးတော့စတင်ခဲ့တာပါ BTS ကိုစတင်ဖွဲ့စည်းတော့ producer Ban Si-ho ကနေပြီးတော့အဖွဲ့ကောင်းဆောင် AM ကိုဗဟိုပြုပြီးတော့ Pure Hip Hop အဖွဲ့တစ်ခုပြီးစတင်ပုံဖော်ခဲ့ပါတယ်နောက်ပိုင်းမှာဒါ Jim, Sugar, J-Hope, Jimin, V, Jungkook အစရှိတဲ့ member တွေပါဝင်လာပြီးတော့9ယောက်တွဲ idol အဖွဲ့တစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့နောက်73ခုနှစ်ဇွန်လ73ရက်နေ့မှာ No More Dream ဆိုတဲ့ခက်ကြမ်းကြမ်းဟေ့ရောတရှင်တပုံနဲ့စတင် debut လုပ်ခဲ့ပါတယ်။တခြား K-pop ဖွဲ့တွေလိုအခြေချောင်းတွေတီဆိုတာထက်သူတို့ကလူမှုဝင်ကျင်ရဲ့ PR တွေចောင်းသားတွေရဲ့စိုးရင်ပူပန်မှုတွေနဲ့မျိုးဆက်တစ်ခုရဲ့ရုန်းကန်ရမှုတွေကိုပုံမှန်လင်းလင်းထည့်သွင်းတီဆိုခဲ့ကြပါတယ်။ဒါပေမဲ့လည်း agency အသေးစားလေးလာတာဖြစ်တဲ့အတွက်သူတို့မှငွေကြေးအင်အားမရှိလို့ရုပ်တံလိုင်းကြီးရင်းနဲ့လည်းအချိန်ဆက်မရှိခဲ့ပါဘူး။အဖွဲ့ဝင်ခဏရလုံးအခန်းချင်းလေးတစ်ခုထဲမှာနေရရတယ်။အတူတူစုအိတ်ခဲ့ရတယ်။အဲ့ဒီမြို့မှာသူတို့ရဲ့ဖြော်ပြပွဲတွေလက်ကန်ဆောက်ဆောင်မျိုးတွေကိုယ်တိုင်လိုက်ဝေခဲ့ရပါသေးတယ်။နောက်ပြီးတော့လည်း BTS ကအဲ့တုန်းက Hip Hop ဆန်ဆန် debut လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ K-pop industry ကတိတ်မကြိုဆိုခဲ့ပဲတိုက်ခိုက်ခဲ့ကြပါတယ်။တစ်ဖက်က K-pop အတိုင်းဝိုင်းကလည်းမကြိုဆိုပဲနဲ့ AM နဲ့ Sugar ကို rapper ဆိုပြီးဘာလို့ make it လိမ့်တာလဲဆိုပြီး focus တစ်ခုမှတဲပဲဝေဖန်ခဲ့ကြပါတယ်။အတိနောက်မှာတော့သူတို့ရဲ့လမ်းကြောင်းတစ်ခုလုံးရာနှုန်းမြပြောင်းလဲသွားတဲ့အချိန်တစ်ခုရောက်ရှိလာခဲ့ပါတယ်။သူတို့ကရိုးရိုး Hip Hop ပုံစံကနေရုပ်ရှင်ဆန်ပြီးအနုပညာမြောက်တဲ့ alternative pop ပုံစံဘက်ကိုပြောင်းလဲလာခဲ့ပါတယ်။ The most beautiful moment in life ဆိုတဲ့ event တစ်ခုထုတ်ခဲ့တယ်။ဒီ event စီးကလူငယ်ဘဝရဲ့နာကျင်စရာတွေလှပစရာတွေရှုပ်ထွေးပွေလာတဲ့အမှန်တရားတွေကိုပုံဖော်ခဲ့ကြပါတယ်။ဒီလိုနဲ့ပဲ BTS ဆို2015ခုနှစ်မှာ I Need You ဆိုတဲ့တခြင်းနဲ့တောင်ကိုရီးယားနိုင်ငံရဲ့ music show မှာပထမဆုံးကြိမ်ဆုရရှိခဲ့ကြပါတယ်။နောက်ပြီးသူတို့ရဲ့ music video တွေမှာစိတ်ကူးရင်ဇလန်းတစ်ပုတ်ကိုတိမ်မွေးစွာထည့်သွင်းဖန်တီးခဲ့ကြပါတယ်။ဒါပရိသတ်တွေကြားထဲမှာစိတ်ဝင်စားစွာ theory ကိုထွက်ပေါ်လာစေခဲ့တယ်။ပြီးတော့လည်း army လို့ခေါ်တဲ့အင်မတန်အင်အားတောင်နေပြီးတော့တစ္ဆာရှိတဲ့ online community တစ်ခုဒုမို့စစ်တပ်တစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်။နောက်16ခုနှစ်အရောက်မှာတော့ Win ဆိုတဲ့ Evan နဲ့အတူ Last Train and Tears တခြင်းတို့ကသူတို့ဟာနိုင်ငံတကာအဆင့်ထိဩဇာညောင်းလာပြီဖြစ်ကြောင်းတတိပြနိုင်ခဲ့တယ်ပြီးတော့လည်း UK official chart တွေ Billboard 200 chart တွေမှာနေရာရလာခဲ့ပါတယ်ဒီအချိန်ကတော့အနောက်တိုင်းဂီတလောကတွေကို BTS အချိန်ဟောင်းပြင်းပြင်းနဲ့ပောက်ကွဲဝင်ရောက်လာတဲ့အချိန်ပဲဖြစ်ပါတယ် BTS က2019ခုနှစ် Billboard Music Award မှာ Top Social Artist ဆိုတဲ့ဆုကိုရရှိခဲ့ပါတယ်အဲ့ဒီဆုကိုရရှိခဲ့တဲ့အတွက်ကြောင့်မလို့ Justin Bieber ရဲ့6နှစ်စတိုက်ဆုရရှိလာတဲ့စံချိန်ကိုလည်းရရှိပြခဲ့ပါတယ်ဒီပွဲကအနောက်တိုင်းဂီတလောကကိုသူတို့ရဲ့ fan နဲ့တနည်းအားဖြင့် army တို့ရဲ့အင်အားဘယ်လောက်ကြီးမားလဲဆိုတာပြသလိုက်တဲ့ပွဲလေးဖြစ်ပါတယ်အဒီနောက်မှာတော့ Left Yourself Tear 2018 Evan နဲ့အတူ Billboard 200 ချက်ရဲ့ထိပ်ဆုံးနံပါတ်1နေရာကိုကိုရီးယားအနုပညာရှင်တို့ပထမဆုံးချိန်ရယူနိုင်ခဲ့ပါတယ်ထပ်ပြီးလန်ဒန်က Wembley Stadium နဲ့ California က Rose Bowl ကဲ့သို့သောကမ္ဘာအကြီးဆုံးကွင်းကြီးတွေမှာလည်းလက်မှတ်တွေအကုန်ရောင်းချရတဲ့အထိအောင်မြင်နိုင်ခဲ့ပါတယ်2018ခုနှစ်မှာတော့ UNICEF နဲ့ပူးပေါင်းပြီးတော့ Left Yourself campaign ကိုစတင်ခဲ့တယ်။ကုလသမဂ္ဂအထွေထွေညီလာခံမှာအဖွဲ့ခေါင်းဆောင် IM ကတကမ္ဘာလုံးကလူငယ်တွေအတွက် Speak Yourself မိမိကိုယ်ကိုထုတ်ဖော်ပြောဆိုပါဆိုတဲ့နာမည်ကြီးမိန့်ခွန်းတစ်ခုကိုပြောကြားခဲ့ပါတယ်။အဒီခိုင်တန်ကတော့ Army ရဲ့အတွက်ရောကမ္ဘာကြီးအတွက်တော့တကယ်ကို legendary moment တစ်ခုဖြစ်ခဲ့ပါတယ်။ COVID ကရောဂါကြောင့်တကမ္ဘာလုံးပိတ်ဆို့သွားပြီးတော့သူတို့2020ခုနှစ်ကမ္ဘာလဲဖြိုပြီးပွဲဖျက်သိမ်းလိုက်ရပါတယ်။အဲ့ဒီအချိန်မှာ BTS ကလူတွေကိုနှစ်သိမ့်မှုပေးနိုင်မဲ့တခြင်းတွေကိုစတင်ဖန်တီးခဲ့တယ်။စံချိန်သစ်တွေလည်းစတင်ပြီးတော့တင်ခဲ့ပါတယ်။သူတို့ရဲ့ပထမဆုံး English ရှင်ဖြစ်တဲ့ Dynamite ကို2020မှာဖြန့်ချိခဲ့ပါတယ်။ဒီတခြင်းက Billboard Hot 100 ချက်မှာနံပါတ်1ချိတ်ခဲ့တယ်။တမိုင်းဝင် Grammy nomination နဲ့ဝင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Better တို့ Permission to Dance တို့တခြင်းတွေနဲ့တူအောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။အင်္ဂလိပ်ချင်းတွေအောင်မြင်နေစမှာပဲသူတို့ကိုယ်တိုင်ဖန်တီးကြတဲ့ Korean Evan BE ဆိုတဲ့ Evan တစ်ခုကိုသူထုတ်ဝေခဲ့တယ်။အဲ့ဒီ BE တွေက Live Score ဆိုတဲ့တခြင်းကလည်း Hot 100မှာနံပါတ်1ရခဲ့ပါတယ်။အဲ့လိုနံပါတ်1ရခဲ့တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ပင်ကုန်ဂီတဖြစ်တဲ့ Korean ဂီတတနည်းအားဖြင့် K-pop ဂီတဟာကမ္ဘာမှာဘယ်လောက်ထိလွှမ်းမိုးရှိလဲဆိုတော့တတိပြနိုင်ခဲ့ပါတယ်။2022ခုနှစ်ဇွန်လမှာဆိုရင်သူတို့ရဲ့ Proof ဆိုတဲ့ album ကိုထုတ်ခဲ့ပါတယ်။ပြီးတော့အဖွဲ့ဝင်တွေကတောင်ကိုရနိုင်ငံရဲ့မဖြစ်မနေထမ်းဆောင်မဲ့စစ်မှုထမ်းတာဝန်ကိုကြေပုံမို့နဲ့တကူတော့ solo project တွေကိုအာရုံစိုက်ဖို့အတွက်အဖွဲ့လိုက်လှုပ်ရှားမှုတွေကိုခေတ္တရနာကြောင့်ကျင်းပခဲ့ပါတယ်။
တကယ်တော့ BTS ဖွဲ့ကသူတို့ရဲ့အောင်မြင်မှုတွေကြောင့်စစ်မှုထမ်းကင်းလုံးကရရှိခဲ့ကြပါတယ်ဒါပေမဲ့လည်းနိုင်ငံသားတယောက်အနေနဲ့တာဝန်သိစိတ်နဲ့ပဲစစ်မှုထမ်းခဲ့ကြပါတယ်အခုလက်ရှိချိန်မှာတော့မြန်မာအားလုံးပြန်ဆောင်ခဲ့ကြပြီးတော့ Aryan ဆိုတဲ့ Air Bandit တခုကိုထုတ်ဝေခဲ့ပြီးတော့သူတို့ရဲ့အောင်မြင်မှုကိုဆက်လက်ထိန်းထားနေတော့မှာပဲ Okay ဆိုတော့ဒါကတော့ BTS ရဲ့အောင်မြင်မှုခရီးလမ်းပဲဖြစ်ပါတယ်ထပ်ပြီးတော့ကျွန်တော်ရဲ့ BTS ပေါ်ထားတဲ့အမြင်လေးကိုပြပြချင်ပါသေးတယ် BTS ကရွှေစွန်းကြိုက်ပြီးဖြစ်လာခဲ့တာမဟုတ်ဘဲနဲ့အရန်စူးစမ်းခဲ့လို့ဒီလိုနေရာရောက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်အဲ့လိုအောက်ခြေကနေအမြင်ဆုံးတတ်နိုင်တဲ့လူတွေဆိုတကယ်သဘောကျတယ်ပြီးတော့လေသူတို့ရဲ့သချင်းတွေကိုအရန်သဘောကျတယ်နောက်ပိုင်းထွက်လာတဲ့ English ရှင်တွေကိုတိတ်မကြိုက်ပေမဲ့စိတ်မီတို့ဖိုက်ပါပါတို့လိုအရန် meaningful ဖြစ်စေ K-pop ရဲ့အနှစ်သာရကိုခံစားမိစေတဲ့သချင်းတွေကိုတော့တော်တော်လေးသဘောကျမိပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့သဘောကျတဲ့အကြောင်းရင်းတွေပါပဲကျွန်တော်ကအနုပညာရှင်တယောက်အားပေးတယ်ဆိုရင်ရုပ်ရည်တွေဘာတွေဆိုတာထက်သူတို့ရဲ့ဂီတပေါ်ဘယ်လောက်ချစ်မြတ်လို့လဲဘယ်လောက်တော့မှစစ်မှန်လဲပေါ်တယ်တိုင်းတာနေပြီးတော့ပဲအားပေးပါတယ်โอเคနောက်ဆုံးတဲ့ရင်တော့အရာအလုံးကမမြဲချင်းတရားရှာမှန်ပါတယ်အဲ့လိုမှန်ပေမဲ့လည်း BTS ကတော့ထားဝရသူတို့ရဲ့ချစ်တဲ့ဂီတတွေလောက်သွားနိုင်ပါစီလို့စုတောင်းပေးရင်းနဲ့ပဲဒီနေ့ဒီဗီဒီယိုဒီမှာပဲရပ်လိုက်ချင်ပါတယ်နားဆင်ပေးကြတဲ့ကြည့်ရှုပေးကြတဲ့တဝူးချင်းကြောက်ရှင်ကြကျေးဇူးတင်ပါတယ်